ဆိုင်ခံကျင်တာအချစ်ခံကျင်တာလေးရှိတော့ကလေးလေးဆိုလဲ तू ကအချစ်ခံကျင်တယ်ဖိုးရဲ့ emotion ကဒေါသထွက်တယ်အတိုင်ခံရတယ်လို့ तू ကယူဆတယ်ပေါ့နော်ဆရာမတွေကလည်းတကယ်တော့တိုင်တာတော့မဟုတ်ဘူးပြောပြတာပေါ့အိမ်ကနေလည်းပူပေါင်းပြီးတော့တင်ပေးပါအောင်ဆိုတော့အဲ့မှာကလေးက observing သူကြည့်နေတယ်ဖိုးကစိတ်ဆိုးလို့တားကိုကြိုက်တာတားလည်းကြောက်ရောက်လဲရောက်တော့ तू လည်းစိတ်ဆိုးရင်တငယ်ချင်းကိုကြိုက်ချင်ကြိုက်မှာပဲအဲ့လိုမျိုးပေါ့နော်ဖိုးဆုံးမလိုက်လို့ပူလိမ့်ပါတယ်ဆိုတော့ဟုတ်ချင်မှာဟုတ်မှာ तू အဲ့လိုစိတ်ဆိုးရင်ကြိုက်လို့ရတယ်လားဆိုပြီးတော့လေအဲ့တန်တွေကလဲဝါမှာပေါ့နော်ဆိုတော့အဲ့လိုမဖြစ်အောင်ဆိုရင်တော့emotion regulation ကိုသူ့ရှေ့မှာကလေးရှေ့မှာကိုဒေါသထွက်တာကိုတို့တွေက unhealthy ways ပေါ့နော်ဒီမကောင်းမွန်တဲ့နည်းတွေနဲ့မဖော်ပြမိဖို့လိုအပ်တယ်ပေါ့နော်အဲ့နီလန်လေးတွေကနောက်ပိုင်းမှာပြောပါမယ်ပြီးတော့နောက်ထပ် impact ပေါ့နော်နောက်ထပ်ကလေးပေါ်မှာတက်ရောက်သွားတာကလူကြီးမိဘတွေရဲ့ဒေါသကြောင့်သူတို့အပြစ်တင်လိုက်မိပြီဟဲရေတွေဖိတ်ပြန်ပြီလေရေးကလည်းနော်ပဲပဲမှာဘုံကျဲတဲ့လေရေးအဲ့လိုပေါ့နော်စာအုပ်လည်းတခြားကောင်းကောင်းလည်းမကြည့်ဘူးစာအုပ်ကြီးကလည်းခောက်နေတယ်တွန့်ခောက်နေတယ်ဆိုသူတို့ကအဲ့မှာတို့တွေကဒေါသတကြီးနဲ့ပေါ့နော်ဒေါသတကြီးနဲ့ကလေးကိုအပြစ်တင်လိုက်မိတဲ့ခါကျရင်သူတို့ကအဲ့ဒေါသကိုမကြာခဏဆိုသလိုဒေါသတန်တွေကိုကြားနေပြီးတဲ့ခါကျတော့ unsafe ပေါ့သူစိတ်မလုံခြုံတော့တာ unlove ပေါ့သူ့ကိုမချစ်ဘူးလို့ခံစားရတာခုနလိုပေါ့ဖိုးငါ့ကိုမချစ်တော့ဘူးဖေမမေကလည်းအဝေးကိုသွားတယ်ဆိုတာမချစ်လို့သွားတာပဲနေမယ်အဖိုးကလည်းငါ့ကိုကြိုက်ဆွဲလိုက်တယ်ဆိုတာမချစ်လို့ကြိုက်ဆွဲတာနေမှာပေါ့အဲ့လိုထင်ပြီးတော့ unimportant သူကဒီကမ္ဘာလောကကြီးမှာအရေးမပါတဲ့လူတစ်ယောက်ပဲသူလည်းလူသားတစ်ယောက်အနေနဲ့သူ့ရဲ့ကလေးလေးရဲ့ဖြစ်တည်မှုကိုပေါ့နော်ကလေးကကိုယ့်အကူစဉ်းစားပြီးတော့ငါမရှိလဲဘာမှမပြောအိမ်ကလူအရေးမကြီးငါเจ้าမှာပဲနေတော့တော့မပြန်ဘူးအဲ့ဒါပဲစိတ်မလုံခြုံပေါ့နော်ကိုကစာရေးဆိုရေးနေတဲ့အချိန်မှာဟဲလေရေးလည်းမလှဘူးဘုံဆိုကြောကုန်းဆိုလှမ်းရိုက်ခံလိုက်ရအောင်အဲ့ဒါမျိုးဆိုလို့ရှင် तू ကစာရေးနေနေစိတ်မလုံခြုံတော့နောက်မှတယောက်ရောက်နေလားကြောကုန်းနားမှာဘသူများလဝါးကြီးကြောက်လာမလားဂျယ်လီပီတိုင်းရောက်လာမလားဆိုပြီးတော့စိတ်ကစိုးရိမ်ထိတ်လန့်နေရပါတော့စိုးတထင်းထင်းအဲ့လိုမျိုးလေးဖြစ်နေပြီးတော့ an important ငါဆိုဒီမှာအရေးမပါတဲ့လူတယောက်ပဲငါ့ကိုလည်းဘသူမှမချစ်ကြဘူးအဲ့လိုမျိုးနဲ့ तू စိတ်မလုံခြုံတော့ပါဘူးတဲ့အဲ့ခါကြလို့ရှင်ကလေးကကိုယုံကြည်မှုပျက်စီးသွားတာပေါ့နော်ပုံမှန်ဆိုရင်တော့ကလေးတွေကလေကိုယုံကြည်မှုရှိတယ်ပုံမှန်ဆိုရင်လေပုံမှန်ဆိုယုံကြည်မှုရှိကြတယ်ဟိုကလှုပ်ကြည့်ခြင်းဒီကလှုပ်ကြည့်ခြင်းရေနွေးတွေဘာလဲမသိဘူးသွားပြီးငှဲ့ကြည့်ခြင်းတာသူတို့ကအကုန်လှုပ်ကြည့်ခြင်းတာတစ်ရှူးတွေဆိုလဲအဲ့လိုတထုပ်တွေကအကုန်ဆွဲထုတ်ကြည့်ခြင်းတာအထဲမှာဘာများရှိမလဲပေါ့တစ်ရှူးတွေအောက်မှာဘာရှိမလဲသိခြင်းလိုက်တာဆိုဆွဲထုတ်သူအကုန်လုံးကိုလှုပ်ကြည့်ခြင်းတယ်ယုံကြည်မှုရှိနဲ့လှုပ်ချင်တယ်ဒါပေမဲ့တို့တွေကနေပြီးတော့နင်လှုပ်ပြန်ပြီလားတလွဲစိမ့်နင်ကတော့အမွှေစိမ့်နင်တခုခုတော့မှွေထားပြီမလားပြုံးစစ်စစ်လှုပ်နေတယ်နင်ဘာမဟုတ်တာလှုပ်လို့ပြုံးထားပြီလဲလို့တလားအဲ့လိုမျိုးဆိုတော့တို့လည်းကိုယုံကြည်မှုတွေလျော့နေလာပါတယ်လူကြီးမိဘတွေကသူတို့ကိုဒေါသတကြီးနဲ့ပြုတ်မှုတဲ့အခါကျရင်ကလေးတွေကလည်းဒေါသထွက်လွယ်တာရဲ့ကိုယုံကြည်မှုတွေသူတို့မှာပေါ့နော်ယုံကြည်မှုတွေနဲတာရဲ့ပေါ့အဲ့ဒါလည်းသူတို့ဖြစ်သွားနိုင်တယ်နောက်တစ်ချက်ကတော့မိဘတွေရဲ့ဒေါသကြောင့်ကလေးကမမေတို့ငါကြောင့်ဒေါသထွက်သွားပြီငါတော်တော်အသုံးမကျတာပဲငါတော့အဆုခံနေရပြီပေါ့နောက်တစ်ချိန်ရောဘယ်တော့အဆုခံရမှာလဲပေါ့အဲ့လို stress တွေဒီစိတ်ဖိစီးတာတွေစိုးရိမ်ပူပန်တာတွေဖြစ်လာပြီပေါ့နော်သူတို့ကလည်းသူတို့နေတဲ့ပတ်ဝန်းကျင်လေးမှာစိတ်ဖိစီးမှုတွေကြောက်ရွံ့မှုတွေနဲ့မနေချင်ဘူးဒါပေမဲ့မိဘတွေကဒေါသထွက်တဲ့အခါကျတော့သူတို့ကြောက်နေရတာပေါ့နော်အဲ့ခါမှာကလေးနှစ်မျိုးကွက်ထွက်သွားပြီတချို့ကလေးကြတော့အဲ့မိဘတွေရဲ့ဒေါသကြောင့်သူတို့အော်လိုက်ရင်သူတို့ကကြောက်တာတချို့ကကြတော့မကြောက်ဖဲနဲ့ဘလို့အရွက်တက်ရမလဲဆိုတာကိုတွေးတဲ့ကလေးလေးရှိတယ်ပေါ့နော်ဆိုတော့သူတို့ရဲ့ပင်ကိုဒီ psychology မှာဆိုရင်တော့ဗီဇနဲ့ပတ်ဝန်းကျင်ဆိုတာနှစ်မျိုးရှိတော့လေဖေမေတို့ဒေါသထွက်တယ်ဆိုတာဒါကလေးရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတစ်ယောက်အနေနဲ့ဒေါသထွက်တာပေါ့အဲ့မှာသူတို့ရဲ့ဗီဇဆိုတာရှိနေတာဟုတ်ဗီဇမှာတချို့ကလေးရဲ့စိတ်ပျော့တယ်ဒေါသထွက်လို့သူ့နာမည်လေးကိုခေါ်လိုက်တာကျယ်သွားရင်တော့ငိုးနေပြီသူကဘာမှမလုပ်ရသေးဘူးသူ့ကိုဂျယ်လီပေးတယ်လည်းမရရသေးဘူးစုလည်းမစုပါသေးဘူးနာမည်ခေါ်တာလေးကျယ်သွားရင်တော့ဝမ်းနေနေပြီတချို့ကလေးကြတော့ဖေကဒေါသကြီးလို့ဒေါသတကြီးနေပေါ့နော်မမေကလည်းဒေါသကြီးတယ်ဆိုပါတော့အဲ့ကလေးလေးပေါ့နော်သူကမမေကိုပြအော်တာမမေတခွန်းသူတခွန်းပဲနင်အမေလားငါအမေလားအမေကအမေပဲဆိုပြီးတော့အာနာမသုံးနဲ့ဘာညာကလေးကအော်တာအော်တော့ကြတော့အဖေကဒေါသထွက်သွားပြီအမေကိုပြအော်တဲ့ကောင်ဒီကောင်9နှစ်ပဲရှိသေးတယ်ဆိုပြီးတော့ကပတ်ကျိုးဖြုတ်ပြီးတော့ရိုက်တာသူ့ရဲ့သားလေးကိုပေါ့နော်ဒီ9နှစ်သားလေးကိုပေါ့အဲ့ချိန်မှာဖေတို့ရဲ့ဖေရောမမေရောဒေါသထွက်နေတယ်မမေကိုခံအော်လို့တဲ့ခံပြောလို့ဆိုပြီးတော့မမေကဒေါသထွက်တယ်ဖေကလည်းအမေကိုခံအော်တဲ့သားဆိုပြီးတော့ဒေါသထွက်တယ်ထွက်တော့အဖေရောအမေရောရဲ့ဒေါသကလေးလေးပေါ်ကြာရောက်ပြီးတော့အခါကျတော့မမေကလည်းသူ့ကိုပြအော်တော့သူဒေါသထွက်တာပေါ့နော်ဖေကလည်းဟိုသားနဲ့အမေနဲ့ပေါ့မမေဒေါသထွက်နေဆိုလဲခဏပေါ့နော်အပြင်လေးထွက်လိုက်လမ်းလေးလျှောက်လိုက်သားနဲ့ဖေနဲ့ခဏကြံခဲ့မယ်ဖေကိုကပဲသားကိုဆက်ပြောလိုက်မှာပေါ့နော်မမေထမင်းစားစေချင်တာလားအယုတ်သိမ်းစေချင်တာလားပေါ့အဲ့လိုမဟုတ်ဘဲနဲ့ဖေကကပတ်ကျိုးနဲ့ရိုက်တာအရှိုးရထင်တဲ့အထိပေါ့နော်ရိုက်တဲ့ခါကျတော့အဲ့ကလေးလေးကစိတ်ပျော့တဲ့ကလေးလေးမဟုတ်နေဘူးသူကကြတော့သူကဒီလိုဖီးရပေါ့နော်ကြောက်သွားမဲ့ကလေးမျိုးမဟုတ်ဘဲနဲ့ဘလို့အရွက်တက်ရမလဲဆိုတာစဉ်းစားတဲ့ကလေးဆိုတော့သူကတက်နိုင်ဆုံးမျက်ရည်တွေကိုကြပေးမယ်ပေါ့နော်အတန်မြင်းနဲ့အော်မငိုပဲနဲ့လေရိုက်ထားပေါ့ကိုမွေးတဲ့ကလေးပဲကိုရိုက်လို့ရတယ်ကြီးလာရင်တော့ပြန်ရိုက်မှာနော်အဲ့တခုမှတော့ပြောတာအဲ့မှာအဖေကပို့ပြီးဒေါသထွက်တာကြီးလာရင်တော့တားကြီးလာရင်တော့အဖေတို့မေတို့ပြန်ရိုက်မှာနော်အဲ့လိုမျိုးထိ तू က
ကျင်းသွားတယ်ပေါ့နော်ကျင်းသွားတော့ပို့ပြီးဒေါသထွက်အဲ့တန်တရားလဲသွားပြီသူကဖေဖေတို့ကလည်းသူရိုင်းလို့ဆိုပို့ဒေါသထွက်သူကလည်းဖေဖေတို့သူ့ကိုရိုက်လို့ဆိုပြီးပို့ဒေါသထွက်တာသူ့ကိုမချစ်ဘဲနဲ့ရိုက်ဖို့နှိပ်စက်ဖို့ဘာလို့မွေးထားတာလဲဆိုပြီးတော့သူကကျောင်းမှာဆရာမတွေအဲ့လိုမေးတာအဖေကသူ့အဲ့လိုရိုက်တယ်ပေါ့သူ့ကိုရိုက်ဖို့မွေးထားတာလားတချေရဲ့တဲ့အဲ့လိုလဲမေးတယ်ပေါ့နော်အဲ့ဒါနောက်တော့သူကကျောင်းမှာဆိုလဲအဲ့ဒီသူ့ရဲ့အိမ်မှာရချိလာတဲ့ stress တွေပေါ့နော်စိတ်ဖိစီးတာပေါ့ဖေဖေပြန်လာတော့မယ်ဆိုငါ့ကိုကပတ်ကျိုးနဲ့ရိုက်တော့မှာလားအမေကလည်းသူ့ကိုစူရင် तू ကအမေကိုပြန်អော်အမေနဲ့သူနဲ့လည်းတယောက်တစ်ခွန်းပေါ့နော်အဲ့လိုမျိုးတွေဖြစ်ပြီးတော့ဒီ stress တွေကသူ့မှာရေရှည်ရှိလာတဲ့အခါကြလို့ရှင်တော့ तू ကလေညဘက်ဒီအိတ်မပြောတာတကယ်ကိုအဲ့ကလေးလေးကအဲ့လိုဖြစ်ခဲ့တယ်စိတ်ပညာရှင်တွေနဲ့ဆွေးနွေးခဲ့ရတယ်ကလေးလေးရောမမေရောပေါ့နော်နောက်မမေပါစိတ်တည်ငြိမ်နေစိတ်တွေတောက်ခဲ့ရတာအိတ်သားမိဆိုရင်လေအဲ့ဒါနဲ့ तू ကအိတ်မပြောတာပေါ့ညဘက်တွေဆိုလေသလား तू တွေးတာပြီးတော့လေတယောက်တည်းပေါ့နော် तू 9 နှစ်မှာစာနေနေရေးတတ်တော့လေဟိုမှာစာရေးတာပေါ့နော်အဲ့လိုအဖေကမတရားဘူးသူ့ကိုအနိုင်ကျင့်တယ်ပေါ့ရိုက်တယ်ပေါ့နော် तू အဲ့လိုမျိုးတွေနဲ့ तू အိတ်မပြောတာတို့ခေါင်းကိုက်တာတို့ပေါ့နော်ပြီးတော့ဟိုအစားတောက်ဆိုလဲမမေလုပ်ပေးတာလေးတွေကို तू ရွက်ပြီးတော့ဟိုကမစားဘူးဒီကမစားဘူးအဲ့လိုမျိုးနဲ့ဒီဘိုက်အောင်နာတို့အဲ့လိုခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာပါ तू ခန္ဓာကိုယ်ရဲ့ကျန်းမာရေးကိုပါထိခိုက်နိုင်တယ်စိတ်ကြောင့်လေစိတ်က stress တွေဒါများလာတော့အဲ့ခါကျတော့ကြောင်းမှလည်း तू အာယုံဆိုင်ဖို့ခက်တယ်လို့ကျောင်းမှာစာလုပ်ရတာပဲဖြစ်ဖြစ်တခြားတငယ်ချင်းတွေနဲ့အုပ်စုလိုက်လုပ်ရတဲ့ performance တွေပဲဖြစ်ဖြစ် तू ကအားနည်းလာတယ်ပေါ့နော် तू လာရောညီထွေမလုပ်ဘူးလူတွေနဲ့လေတငယ်ချင်းတွေနဲ့social ပေါ့လူမှုဆက်ဆံရေးမှာလည်း तू ကsocial အပြန်အလှန်ပြောဆိုဆက်သွယ်မှုတွေအဆက်မပြေတော့တာပေါ့ကလေးလေးကလေအဲ့ကလေးလေးကိုလည်းမြင်မှုတယ်ဒါလည်းမိဘတွေကဒေါသတကြီးနဲ့သူ့ကိုဖေဖေကကပတ်ကျိုးနဲ့ရိုက်တယ်မမေကလည်းအော်လို့ဆိုပြီးတော့သူ့ပြန်အော်လို့ဆိုပြီးတော့ပြန်အော်တာပေါ့မမေကတော့မရိုက်ဘူးလို့ပြောတယ်အော်တယ်ဖေဖေကရိုက်တယ်ပေါ့အဲ့ခါမှာဒီကျောင်းမှာကြတော့လေဥမာထိုင်ကုန်လေးတွေသူတို့ထိုင်ပြီးပြီဆိုရင်ကစားကွင်းသွားကြမယ်ပေါ့သူတို့ KG လောက်မှာပေါ့နော်6 နှစ်လောက်မှာကစားကွင်းသွားမယ်ခုံလေးတွေကိုစပွဲကုံအောက်ထဲကိုပြန်ထည့်လိုက်ကိုထိုင်တဲ့ခုံကိုပြန်ထည့်ပေါ့ဆရာမအဲ့လိုပြောတယ်ပေါ့နော်အဲ့အချိန်ဆိုတတကဟုတ်ကဲ့ပါဆိုပြီးတော့သူ့ရဲ့ performance ဒီဟိုဆရာမတွေပြောတဲ့ညွှန်ကြားချက်လေးကိုအလွယ်တကူခေါင်းမညှိဘူးသူအိမ်မှာလည်းအလွယ်တကူခေါင်းမညှိဘူးသူ့ရဲ့ပင်ကိုဗီဇလေးရလည်းခေါင်းမာတယ်အကျိုးအကြောင်းနားလည်မှထည့်မယ်ဘာလို့ထည့်ရတာလဲခုံမျိုးပြီးပြန်ထုတ်မှာပဲမဟုတ်ဘူးလားဘာကိစ္စတည်းထည့်ရမှာလဲ तू အဲ့ဒါကိုသိချင်တာပေါ့နော်ဒါပေမဲ့ teacher တွေကိုကြ तू မမေးရဘူးဘာလို့ဆိုအိမ်မှာဆိုလဲ तू ဘာပဲအပြစ်လုပ်ဘာကြောင့်လဲဆိုတာကိုမေးခွင့်မရခဲ့ဘူးမမေကဒါလို့ဆိုလုပ်လိုက်တော့နင်ဒီမှာထိုင်ဆိုထိုင်လိုက်တော့ဆိုတော့ तू ကမေးခွင့်မရတော့ teacher တို့မမေးဘူးဒါပေမဲ့တငယ်ချင်းတို့ဘာလှမ်းပြောလိုက်လဲဆိုတော့ကျောင်းမှာteacher တွေကနေပြီကဲကိုထိုင်တဲ့ chair ပေါ့နော်ကိုထိုင်တဲ့ခုံလေးတွေကိုစပွဲကုံအောက်ကလေးကိုပြန်ထည့်ခဲ့ကြသွားမယ် playground ဆိုတော့လေမထဲနဲ့တဲ့မဲတော့တငယ်ချင်းတွေကအော်ပြောပလိုက်တယ်မထဲနဲ့တငယ်ချင်းတို့ကျောင်းလာက3 သိန်းပေးထားတာအဲ့ဆရာမတွေထက်သူမထည့်ဘူးကျောင်းလာက3 သိန်းပေးရသူဘလို့သိလဲပေါ့ဆရာမငါလည်းမပြောမိပါလားသူ့အိမ်ကပြောထားပုံရတယ်နင်းကိုကျောင်းထားတာတစ်လောက်3 သိန်းပေးရတာသိလားအဲ့လိုမျိုးပြောထားတော့ तू အဲ့ဒါကိုသိပုံရတယ်တီချယ်တွေကသူ့ခုံလေးတွေထဲလိုက်လို့ပြောလဲပြောကျောင်းမှာ तू ကတငယ်ချင်းတွေကိုမထဲကြနဲ့ဟေးကျောင်းလာကငါတို့3 သိန်းပေးထားတာဆရာမတွေထည့်ပါစေအဲ့လိုမျိုးပေါ့နော်သူစိတ်ထဲမှာလေကျောင်းကဆရာမတွေကိုလက်စာပေးရတယ်လို့မမေတို့ကပြောမိလို့လားသူကညံတော့ကောင်းတယ်ပေါ့နော်အဲ့ဒါနဲ့သူခုံနေပါတယ်သူနေရာသူပြန်မထားဘူးအဲ့လိုမျိုးပေါ့နော်ပြန်မထားဘူးလုတ်ပေးဆိုတဲ့ပုံသူခဲတံပြုတ်ကြတဲ့ဟာကိုလေဆရာမကိုလက်ရက်ပြီးခေါ်ပြီးတော့ကောက်ခိုင်းတယ်သူခဲတံကောက်ပေးတဲ့တီချယ်တွေကိုပေါ့နော်အဲ့လိုမျိုးကလေးလေးပေါ့လေသူကလေအဲ့ခါကျတော့နောက်တော့သူ့မမေတွေကိုလည်းသူကစာအတူလေးတွေရေးတာပေါ့နော်မတရားဘူးလို့သူကြီးလိုက်မမေကိုရိုက်ချင်တာတို့အဲ့ဒါတွေသူရေးတာအဲ့ခါကျသူ့စိတ်ကလည်းကြမ်းတမ်းလာတယ်ပေါ့နော်အပစ္စည်းတွေလွတ်ပစ်တာတို့အဲ့လိုမျိုးပေါ့နော်ဆိုတော့မှသူ့ရဲ့ stress တွေကိုသူကကလေးအရွယ်နဲ့ဘယ်လိုပြောမလဲဒီလောက်တော့ stress မရှိလောက်ဘူးထင်တာပေါ့မိပါတယ်ဒါပေမဲ့ကလေးချင်းမတူဘူးပေါ့နော်တချို့ကလေးတွေကြတော့လေအဲ့လောက်နဲ့ stress မဖြစ်ဘူးရိုက်တယ်ငိုလိုက်တယ်ကြောက်သွားတယ်ပြီးပြီပဲဒါပေမဲ့တချို့ကလေးတွေကြတော့လေသူတို့ကညံကောင်းတယ်ခေါင်းမာတဲ့ဗီဇလေးရှိတယ် difficult child လေးတွေဖြစ်တယ်ဆိုရင်တော့အဲ့လိုကြမ်းတဲ့နည်းလေးတုံးလိုက်တာဟာဒေါသတကြီးနဲ့တုံ့ပြန်လိုက်တာဟာသူတို့ရဲ့ stress တွေပိုများစေမယ်ပိုပြီးတော့သူတို့အရွက်တိုက်တာတို့အဲ့လိုတုံ့ပြန်မှုတွေလာတယ်ပေါ့နော်နောက်တစ်ချက်ကကြတော့ဟိုဒီချစ်ခင်တွေ့တာမှုတွေပေါ့တွေ့တာမှုတန်ရောစင်ဆိုတာရှိတယ်စိတ်ပညာမှာဆိုရင်လည်းတွေ့တာမှုတန်ရောစင်ပုံစံ4 မျိုးလောက်ရှိတာပေါ့နော်ပုံစံ4 မျိုးကိုတော့ဒီနေ့မှာမပြောပါဘူးအဲ့တော့ तू ကအိမ်မှာပေါ့နော်မိသားစုဝင်တွေနဲ့ तू နဲ့ရဲ့တန်ရောစင်တွေ့တာမှု attachment လေးကချစ်ခင်နွေးထွေးတဲ့တွေ့တာမှုလေးလားကြောက်ပြီးတော့မှအမေထမိန်စာကိုလိုက်ဆိုရတဲ့တွေ့တာမှုလားတွေ့တော့တွေ့တာဒါပေမဲ့ကြောက်လို့တွေ့တာနေတာ तू ကြောက်တဲ့အိမ်မြောင်ကြီးရှိလို့မေမေတို့ကအိမ်မြောင်ကြီးလာပြီနော်စုပ်ထိုးတန်ကြားတယ်မလားဆိုတာနဲ့လာကတ်တာလေလူကြီးနာအဲ့လိုတွေ့တာမှုကကြတော့ကြောက်လို့ကတ်တဲ့တွေ့တာမှုပေါ့အဲ့ဒါတော့မကောင်းဘူးပေါ့နော်စိတ်လုံုံတဲ့တွေ့တာမှုဖြစ်ရမှာဒါပေမဲ့မေမေတို့ကဒေါသထွက်တဲ့အခါကျရင်ဒီကလေးကတော်တော်နဲ့မအိတ်တော့ဒေါသထွက်လာပြီသူ့ကိုအိတ်ခိုင်းတာမအိတ်မအိတ်တဲ့အခါကျတော့အာအိမ်ရှိကဖြတ်သွားတဲ့ဝတ်တုံတုံနဲ့လူကြီးတွေ့လားအဲ့လူကြီးကဘိုက်ပူပူကြီးပေါ့နော်သူ့ဘိုက်ထဲမှာဆိုရင်မအိတ်တဲ့ကလေးတွေအကုန်ဖမ်းထည့်သွားတာမအိတ်တဲ့ကလေးအကုန်လုံးဖမ်းထည့်သွားတာလို့ပြော6ထားတာပေါ့ရှင်တို့ကတလား6ထားတော့ခါကျတော့ तू ကအဲ့လိုဝဝတုတ်တုတ်နဲ့လူကြီးတွေမြင်သမျှကိုကြောက်တာ
အိုက်ကလေးလေးဆိုလို့ရှင်လေအကြောင်းတစ်ကြောင်းမှာဆိုဆရာမတယောက်ကသူအသားညွညွနဲ့ထွက်ထွားပေါ့နော်အရက်မြင့်မြင့်ဝဝထောင်းထောင်းမောင်းမောင်းဆိုတော့ကလေးတယောက်ကငိုလိုက်ကျမကသွားချော့တာပေါ့ဒီချေရွှေရဲ့သွားချော့လဲချော့ကျမကိုကြည့်လိုက်ငိုလိုက်ပဲအိုက်ကလေးကဘာလို့အဲ့လိုညွညွထွားထွားကြီးတွေနဲ့ခြောက်ထားတာအိမ်ကအသားညွညွအရက်မြင့်မြင့်အဲ့လိုထွားထွားကြီးတွေကပေါ့နော်ကလေးတွေကိုဖမ်းသွားတာဆိုပြောတာလေအဲ့ဆရာမကလေကျမဝီဒီယိုဆရာမလုပ်လို့မရတော့ဘူးလားဘာလို့လဲဆိုကျမအသားညွပြီးတော့အရက်မြင့်မြင့်ထွားထွားကြီးဆိုတော့ကလေးတွေကကျမကိုကြောက်နေကြတယ်ကျမဘာမှမချောက်ဘူးသူတို့လေချော့တာငိုနေလို့ဆိုသွားချော့တာသူအနားရောက်လာလေဟိုကငိုလေကြောင်းတက်ခါစားမှာညွညွထွားထွားကြီးကိုမော့ကြည့်လိုက်ငိုလိုက်ပေါ့လေအဲ့ဒါကျမမတက်ရက်နေလို့မရဘူးထိုင်သူတို့နဲ့အရက်တပြေးတယ်ပေါ့နော်အရက်တညီရဲ့ဖြစ်အောင်ထိုင်တခြားလေးပြောပြပါနော်ဒီချေကခြီသွားပေးမယ်ဟိုခန်းထဲကိုခေါ်ရမယ်ကစားတဲ့နေရာကိုပို့မယ်ဘာညာနဲ့သူမနေပြောရတာဆိုတော့အဲ့ attachment ပေါ့တန်ရုံးစင်တွေ့တာမှုကကြောက်ပြီးတော့တွေ့တာလားဒါမှမဟုတ်ရင်ချစ်ခင်ပြီးတော့ဒီလူရှိနေစိတ်လုံခြုံနေဆိုတာမျိုးနဲ့တွေ့တာလားပေါ့လေအဲ့ဆိုကလေးကသူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူကြီးတွေပေါ့နော်ဟိုမှာကလေးလို့ပြောလိုက်တယ်ဆိုတာအကြောင်းနေရွယ်တဲ့ကလေးတွေအကုန်လုံးပါပဲသူကသူ grade 4ပဲရောက်နေနေ grade 5ပဲရောက်နေနေသူကလည်းသူ့အကြောင်းအကြောင်းလေးတွေပြောပြခြင်းပဲသူတွေ့တာတဲ့လူဆိုပြောပြလိမ့်မယ်တွေ့တာမှုယုံကြည်မှုကိုတိဆောက်ရတာဆိုတော့လေအဲ့တော့ကလေးအုပ်ထိန်းသူတွေနဲ့ကလေးနဲ့ကြားထဲမှာဒီပေါ့နော်တန်ရုံးစစ်တွေ့တာမှုပုံစံတွေကိုတိဆောက်မှရမယ်တိဆောက်တဲ့တန်ရုံးစစ်တွေ့တာမှုကလည်းပုံစံမှန်မှရမယ်ပေါ့ကြောက်ပြီးတော့တွေ့တာရတာမဟုတ်ဘဲနဲ့ချစ်ခင်ပြီးတော့မှစိတ်လုံခြုံနေတာအနားမှာဖေဖေရှိရင်စိတ်လုံခြုံနေမမေရှိရင်စိတ်လုံခြုံနေအဲ့လိုမျိုးစိတ်လုံခြုံပြီးတော့သူကတွေ့တာရမှာပေါ့နော်အဲ့ခါကျတော့ဒီစိတ်လုံခြုံတဲ့တွေ့တာမှုကိုသွားထိခိုက်ပြီဆိုလို့ရှိရင်တော့ဒီကလေးလေးကသူ့ရဲ့ငယ်ဘဝမှာတည်းမကဘူးเนาะရေရှည်မှာပါဒီကိုယ့်ရဲ့ဒေါသနဲ့သူ့ရဲ့သူတွေ့တာတဲ့သူကသူ့ကိုဒေါသနဲ့ပြုတ်မှုတယ်ဆိုတော့ကလေးကခံစားလိုက်ရတာပေါ့အဲ့ချိန်ကျရင်သူကပတ်ဝန်းကျင်မယုံတော့တာချင်းပဲသူက attachment ရဲ့သဘောတရားလေးကကျတော့ယုံကြည်မှုလေးနဲ့တည်ဆောက်ရတာငါမေမေငါဖေဖေငါ့ကိုချစ်တယ်ငါတီချယ်ငါ့ကိုချစ်တယ်ဒါငါတို့ကြောင်းသူအဲ့လိုမျိုးလေးတွေ့တာလားဆိုတော့လေတွေ့တာနေတဲ့အချိန်မှာကိုတွေ့တာတဲ့လူတွေကကိုအန်ဂါဒေါသကြီးနဲ့တုံ့ပြန်လာတာဆိုရင်ကလေးကငါချစ်တဲ့သူတွေတောင်စိတ်ဆိုးလာတဲ့အခါငါ့ကိုဒေါသကြီးနေပေမေတို့ကရိုက်တာအဲ့တော့တခြားတငယ်ချင်းငါ့ကိုချစ်တယ်လို့ပြောရင်ငါမယုံဆိုတော့ तू တငယ်ချင်းကိုလည်းမယုံတော့သလိုလူကြီးဘဝရောက်တဲ့အခါလဲကိုယ့်ရဲ့ relationship ပေါ်မှာတန်တရားများတဲ့လူဖြစ်လာနိုင်တယ်ပေါ့နော်ဒါရေရှည် effect ပေါ့လေဖေဖေမေတို့ဒေါသနဲ့ပြုတ်မှုဆက်ဆံခဲ့တာတွေကိုကလေးကဘယ်လိုမှတ်ထားလဲဆိုတော့ငါ့ပေါ်ဆိုရင်ဒေါသတကြီးနဲ့ all hit တယ်ငါ့ကိုဆိုဒေါသတကြီးနဲ့ရိုက်တယ်ဆိုတော့မွေးထားတဲ့ဖေဖေမေတော့ငါ့ကိုမချစ်တာဒဇိမ့်နေငါ့ကိုချစ်တယ်ဆိုတာအလကားပါကွာမယုံပေါ့တငယ်ချင်းကချစ်လို့မုတ်လေးလာကျွေးလေလေမှုတ်တက်နေလို့ကျွေးတာလားနင်မစားကြလို့ကျွေးတာလားဆိုတော့တကယ်ကြစေတနာနဲ့ကျွေးတာလေဒါပေမဲ့သူကမယုံတော့တဲ့စိတ်ရှိသွားတာအဲ့ဒါကြတော့ဒီခုနဖေဖေမေမေလိုမျိုးပေါ့နော်ကပတ်ကျိုးနဲ့ရိုက်တယ်လို့ပါလို့ဆိုဖေဖေဒေါသတကြီးနဲ့ဆက်ဆံတာကိုကလေးကကြတော့ဖေဖေကတော့ချစ်လို့လေသူ့သားလေးကိုလိမ်မာစေချင်လို့ရိုက်တာလေဒါပေမဲ့ရည်ရွယ်ချက်ကောင်းပြီမဲ့လောက်ရမှားတဲ့ခါကလေးကဖေဖေငါ့ကိုမချစ်ဘူးပေါ့အဲ့လိုမျိုးတွေးပြီးတော့သူကတန်တရားရှိသွားပြီပတ်ဝန်းကျင်ကိုနော်ဖေဖေမေမေတို့ချစ်တဲ့အချစ်ပေါ်မှာပါတန်တရားရှိတဲ့အတွက်ဒဇိမ့်နေရဲ့အချစ်ဆိုရင်မယုံတော့ဘူးပို့ပြီးတော့အဲ့ခါမှာကိုယ်တငယ်ချင်းမဟုတ်လားကျွေးရင်လေမှုတက်လို့ကျွေးတာလားexpire date နီးပြီလားပေါ့အဲ့လိုမျိုးအင်ဂျီလေးပေးရင်လေဒီအယောင်မကြိုက်လို့ပေးတာလားသူ့အတွက်ပေါ့နော်ဒါlucky color လေးမဟုတ်လို့ငါ့ကိုပေးတာလားပေါ့နော်ဆိုပြီးအဲ့လိုမျိုးသူတန်တရားစိတ်နဲ့ဆိုတငယ်ချင်းတွေလည်းတုံတောင်ဆိုလို့ရှိရင်မယူတော့နဲ့မစားတော့နဲ့ဆိုသူမပေးတော့ဘူးလေအဲ့တော့ social လာပြီးထိခိုက်သွားမယ်ပေါ့နော်ဒါကတော့အခုတို့တွေကဒီလေမိဘတွေရဲ့ဒေါသကြီးမှုကြောင့်ကလေးကသူ့ရဲ့တငယ်ချင်းတွေနဲ့သူနဲ့ရဲ့တွေ့တာမှုတွေယုံကြည်မှုတွေကိုပါသွားထိခိုက်နေတာ